အပြန်ဘာမှမစွတ်ခိုးနိုင်တဲ့လက်နှစ်ဖက်ကလက်အုံချီဖြစ်တာလဲလက်နှစ်ဖက်စာမြင်များချင်အမျော်တွေလမ်းမှာတဆုံထားခဲ့နိုင်တာပဲရှိတယ်ကို့အညိုလေးတလူလူအတွက်အမေအခက်လက်လေးတွေချိုးချိုးပေးတယ်ဒီလောက်ပဲလားတားရင်ပြန်ခဲ့ပါအမေယုံကြည်ခြင်းတဲ့မင်္ဂလာတရားဆိုတာဒီလိုရှိတယ်ဆိုပြီးရသမျှဒုက္ခတွေအမေစီခဏခဏပြန်ရောက်တယ်အမေပေးခဲ့မြတွေကဟောင်းမှန်ပျောက်ရှပစ္စည်းဆွေးမြေ့ပြီးကိုပေးခဲ့တဲ့အမျော်တွေသာညက်နေတိုင်ရင်လမ်းမထွက်တဲ့မျက်ရည်တွေဖြစ်ခုတော့စိတ်ညစ်ညစ်ရှိတိုင်းအမေပခက်နဲ့လွှဲသိတယ်လို့မူးပြီးမှပိတ်ကြတော့တာတကယ်တော့ဘာမှမဟုတ်တဲ့မာနနဲ့ဘာမှမလုပ်နိုင်တဲ့နေပါအမေကြိုက်တဲ့စပင်းပုံစံလေးညှက်ပြီးတက်ရဲပြန်လာရဲဆိုရင်လည်းရှင်ပန်လေးလက်နဲ့ဖိပြီးပြုံးကြီးကြည့်နေမှာတောင်းတိပါတယ်အမေတစ္ဆာပိုင်စ